Harry Potter နဲ့ဒီ Chamber of Secrets Harry တယောက်နေရာဒီကျောင်းပိတ်ရက်မှာ Dursley တို့အိမ်မှာပိတ်မိနေတော့သူအခန်းထဲကိုမျက်လုံးဝပြူသားနဲ့ထူးဆန်းတဲ့အိမ်စီတစ်တဝါလေး Dobby ရောက်လာပါတယ်။ Dobby က Harry ကို Hogwarts ကိုပြန်မသွားဖို့အတင်းကျပ်တတိပေးပြီးသူငယ်ချင်းတွေစီကစာရီကိုဖျက်ဆီးပစ်ခဲ့တာပါ။ဒါပေမဲ့ကန်ကောင်းချင်းနော် Ron နဲ့သူ့အကိုတွေကသူတို့အဖေရဲ့ပြန်တန်းနိုင်တဲ့ကားအပြားလေးနဲ့ Harry ကိုလာခဲ့ထုံသွားပြီးနှွေးထွေးတဲ့ဒီ Burrow အိမ်လေးကိုခေါ်သွားခဲ့ပါတယ်။ကျောင်းသွားမယ့်နေ့မှာတော့ Platform 943ရဲ့နေရန်ကပိတ်နေတာကြောင့် Harry နဲ့ Ron တို့ဟာကားပြင်ကြီးနဲ့ပဲ Hogwarts စီကိုဆွန့်ဆာဆာမောင်းနှင်သွားခဲ့ရပါတော့တယ်။ကျောင်းရောက်ပြီးမကြခင်မှာပဲထူးဆန်းတဲ့အဖြစ်အပျက်တွေစတင်လာပါတယ်။ကျောင်းဆောင်ကြီး Filch ရဲ့ကျောင်းမလေး Mrs. Norris ဟာကြောက်ရွံ့လို့ဖြစ်သွားပြီးနေရန်မှာရှူဝက်ချက်အခန်းပွင့်သွားပြီးသွေးနှောသူများတတိထားလို့ဆိုတဲ့စာသားကိုသွေးနဲ့ရေးထားတာတွေ့လိုက်ရတယ်။ Harry ဟာတခြားသူနဲ့မကြားရတဲ့မွေးသွန်တန်းလိုအတန်ဆိုးဒီကိုနိုင်ငံဒီကြားကနေစတင်ကြားနေရပါပြီ။ဒါဟာကျောင်းတီထောင်သူဆာလဆာ Slytherin ချန်ထားခဲ့တဲ့ရှူဝက်ချက်အခန်းကျောင်းဖြစ်နေပါတယ်။ကျောင်းသားတွေကြားထဲမှာ Harry ကိုတန်ရဝင်လာကြပါတယ်။ဘာလို့လဲဆိုတော့ Harry ဟာမွေဒီနဲ့စကားဖြုတ်နိုင်တဲ့ Person Tank အသက်ကိုတက်မြောက်ထားလို့ပါပဲ။ဒါဟာ Slytherin ရဲ့အမွေဆက်ခံသူတွေပဲတက်နိုင်တဲ့အစွမ်းဖြစ်နေတာကြောင့်လူသက်သမားဟာ Harry ဖြစ်နိုင်တယ်လို့အများကထင်ကြီးပေးလာကြပါတယ်။ Harry, Ron နဲ့ Hermione တို့ဟာအမတ်တရားကိုတီးဖို့ Polyjuice Potion ရုပ်ပြောင်းစေးရည်ကိုတိတ်တဆိတ်ဖော့ဆက်ပြီး Malfoy ကိုစုံစမ်းခဲ့ကြပြီးမြဲသူလည်းမဟုတ်မှန်းသိခဲ့ရပါတယ်။ Harry ဟာမင်္ဂလိအင်္ဂါထဲမှာပိုင်ရှင်မနေတဲ့ Diary စာအုပ်ဟောင်းလေးတအုပ်ကိုသိခဲ့ပါတယ်။အဲ့ဒီထဲမှာလွန်ခဲ့တဲ့နှစ်90ကကျောင်းသားတယောက်ဖြစ်တဲ့ Tom Riddle ရဲ့အမှတ်တရတွေရှိနေတာပါ။အဲ့ဒီစာအုပ်ကသစင် Harry ဟာအတိတ်ကအချီပြက်တွေကိုမြင်တွေ့ခဲ့ရပြီး Hagrid ဟာအရင်တစ်ခေါက်အခန်းပွင့်တုံးကတရားခံဖြစ်မတရားဆွဆွဲခံခဲ့ရတာကိုသိလိုက်ရတယ်။ဒီကြားထဲမှာပဲ Hermione တီးပါကြောင်ကျော်အဖြစ်တိုက်ခိုက်ခံလိုက်ရတာကြောင့် Harry နဲ့ Ron တို့နှစ်ယောက်တည်းအဖြစ်ရှာဖို့ကြံပါတော့တယ်။ Hagrid အခန်းမခံရခင်မှာပြောခဲ့တဲ့ပင်ကူဒီနောက်ကိုလိုက်သွားဆိုတဲ့စကားအတိုင်း Harry တို့ဟာတားမြစ်ထားတဲ့တောအုပ်ထဲကိုဝင်သွားခဲ့ပါတယ်။အဲ့ဒီမှာပင်ကူကြီး Aragog နဲ့တွေ့ပြီးတကယ်လူသက်သမားဟာပင်ကူမဟုတ်ကြောင်းနဲ့ရှိုးဝက်ခက်အခန်းထဲကသတ္တဝါဟာပင်ကူရဲ့အကြောင်းဆုံးရဖြစ်ကြောင်းသိလိုက်ရတယ်။နောက်ဆုံးမှာတော့ Hermione ရဲ့လက်ထက်ကစာရွက်လေးကသစင်အဲ့ဒီသတ္တဝါဟာအကြီးနဲ့တင်တည်ဆင်နိုင်တဲ့မွေကြီး Basilisk ဖြစ်ကြောင်းသူတို့သဘောပေါက်သွားကြပါတယ်။ Ron ရဲ့ညီမလေး Ginny ကိုမွေကြီးကဖမ်းသွားတဲ့အခါ Harry နဲ့ Ron တို့ဟာရှိုးဝက်ချက်အခန်းလေးကိုသက်ဆွန်ဆိုင်ရာဆင်သွားပါတော့တယ်။အဲ့ဒီမှာ Harry ဟာ Ginny ကိုကယ်ဖို့စူးစမ်းရင်း Tom Riddle နဲ့တွေ့ပါတယ်။တကယ်တော့ Tom Riddle ဟာ Voldemort ရဲ့ငယ်ဘွားပုံငယ်ဖြစ်ပြီး Ginny ကို Diary ကသစင်ထိန်းချုပ်ခဲ့တာပါ။ Harry ကိုမွေကြီး Basilisk ကတိုက်ခိုက်ချိန်မှာ Dumbledore ရဲ့ Phineas Ned Fox ကရောက်လာပြီး Sorting Hat ထဲကနေထန်လာတဲ့ Gryffindor ရဲ့အသားကိုပေးခဲ့ပါတယ်။ Harry ဟာမွေကြီးကိုတတ်နိုင်ခဲ့ပေမဲ့မွေဆွဲနဲ့ထိုးမိပြီးဒဏ်ရာရသွားပါတယ်။ဒါပေမဲ့သူဟာအဲ့ဒီမွေဆွဲနဲ့ပဲ Tom Riddle ရဲ့ Diary ကိုထိုးဆိုင်ဖျက်ဆီးပစ်ပြီး Ginny ကိုကယ်တင်နိုင်ခဲ့ပါတယ်။စက်သိန်းမှာတော့ Fox ရဲ့မျက်စိက Harry ရဲ့ဒဏ်ရာကိုအံ့ဩဖွယ်ကုသပေးခဲ့ပြီးအားလုံးဘေးကင်းသွားကြပါတယ်။ Dobby ကိုလည်း Harry ကလီမာပါနတ်စွာနဲ့ရွတ်လပ်ခွင့်ပေးခဲ့ပါတယ်။ကြောက်ရွံ့ဖြစ်နေတဲ့သူတွေအားလုံးပြန်ကောင်းလာပြီး Hogwarts ကျောင်းတော်ကြီးဟာပျော်ရွှင်စရာပွဲတော်ကြီးနဲ့အတူအဆုံးသတ်သွားပါတော့တယ်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်